ဒီတစ်ခါလဲရွှေတွဲလဲငွေတွဲလဲဆိုတော့ရွာသားတွေကမေးပြန်ရောငပြင်းကလည်းအရှိဖက်ကို3ရက်ခရီးသွားရင်အဲ့ဒီမှာတာယာကုန်းဆိုတဲ့ရွာရှိရဲ့ဗျာအဲ့ဒီရွာကအိမ်ကိုမီးရှို့လို့ထွက်လာတဲ့ပြာနဲ့ပြာစိဖော်ရောင်းတယ်သူတို့ရွာကတစ်တွေဝါးတွေကစိဖတ်မဝင်တော့တခြားရွာကအိမ်မီးရှို့တဲ့ပြာကိုဝယ်ရလीသူတို့ဆေးကစွမ်းတော့ရောင်းကောင်းပြီးတထဲတွေဖြစ်နေပြီတခြားရွာကလူတွေလည်းပြာရောင်းပြီးချမ်းသာနေပြီပြာထဲမှာမှကျုပ်ပြာကအကောင်းဆုံးဆိုပဲဒါကြောင့်ဈေးကောင်းပေးပြီးဝဲတာလေဒါတော့ပြာကနည်းနည်းပဲပါသွားလို့ပေါ့ဒါနဲ့ရွာသားတွေလည်းအိမ်တွေကိုမီးရှို့ကြပြီးပြာတွေကိုလှဲတွေကိုတင်ပြီးပြာသွားရောင်းကြတာပေါ့